မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစေရောကိုပါကျမ်းမာကြံ့ခိုင်ဖို့အတွက်ကျွန်တော်လင်းထက်ကကြိုးစားပါရခင်ဗျာဒီနေ့ပထမဆုံးပြမယ့်လေ့ကျင့်ခန်းကတော့ narrow squat ဖြစ်ပါတယ်ဒီ squat ကပေါင်ပြင်ဘက်ကြွသားတွေကိုအလွန်ထိရောက်စေတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်ခြေနှစ်ဖက်ကိုတိကတ်ထားပြီးထိုင်ချလိုက်ပါအဓိကဒူးကောင်းတွေကကွမ်းမထွက်သွားအောင်ထိန်းထားရမှာဖြစ်ပါတယ်ခြေထောက်နှစ်ဖက်ကိုထိကတ်ပြီးမတ်တက်ရက်ပါထိုင်ပေါ်မှာထိုင်သလိုမျိုးတင်မောင်းကိုနောက်ပစ်ပြီးထိုင်ချပါဒူးနှစ်ဖက်ကိုမကွဲသွားအောင်ထိန်းထားခြင်းကအဓိကတော့ချက်ဖြစ်ပါတယ်ဟန်ချက်မပြတ်အောင်ထိန်းထားရတာကစိတ်ကိုတည်ငြိမ်စေပါတယ်ဖနှောင်းကိုဖိပြီးပြန်ထပါ10ချိန်ကနေ12ချိန်လောက်အောင်မှာဖြစ်ပါတယ်ဟန်ချက်ညီညီနဲ့လှပနိုင်ကြပါစေနောက်တစ်ပုဒ်မှပြန်ဆောင်ကြမယ်နော်စိတ်ရောကိုယ်ပါကျန်းမာပျော်ရွှင်ကြပါစေ